ရှိလို့9နောက်ပိတ်4ထိပ်စီ9နောက်ပိတ်ဒီသုံးလုံးပေါင်း1လို့ချုပ်မယ်ဆိုလဲ9နောက်ပိတ်ဟုတ်လား49 49 49ကြောင်းပြန်မလားနဲ့တကြံ49ကြောင်းပြန်လာရင်လူကိဖြစ်သွားလိမ့်မယ်49ကြောင်းပြန်လာနဲ့လို့49ကြောင်းပြန်လာရင်လူကိဖြစ်သွားလိမ့်မယ်အဲ့လိုတို့ရှင်းလားဟုတ်လားဖိသုံးလုံးခွန်လေးသုံးဆိုတဲ့လေးက981နဲ့4 1 3နဲ့4ဟုတ်လား981 4 3 3နဲ့4သုံးလုံးပေါင်းတစ်ချုပ်1 3နဲ့ဖြုတ်158ဆိုတဲ့4က3 3 1နဲ့4 833နဲ့4 3 3 8331နဲ့ချုပ်1 3နဲ့ဖြုတ်အဲ့တော့ခွန်303သုံးလုံးပေါင်း300ဒီသုံးလုံးပေါင်း300ရင်4ထိပ်ဒီသုံးလုံးပေါင်း300ရင်9ပိတ်ဒီသုံးလုံးပေါင်း1လို့ချုပ်ရင်9နောက်ပိတ်နဲ့ချင်းနဲ့4ကိုအဲ့ဒါပေါင်းဘယ်နဲ့ဒီသုံးလုံး4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 ခဲ့ရင်8ထိပ်ဒီသုံးလုံး4ခဲ့ရင်3ပိတ်နဲ့83အရာပေါ့ဟုတ်လား83ကိုရန်လိုက်ဟုတ်လား83ကိုရန်လိုက်4ကိုကြိုက်တယ်ပါဝါဝဲဆိုပြီးပါဝါ5ပဲထိုးခြင်းလဲထိုးပေါ့ဟုတ်လားပါဝါလိုင်းပဲကွာဆိုပြီးရမှာပါဝါထိုးခြင်းလဲပါဝါ5ပဲထိုးရင်ထိုးလိုက်ပေါ့ဟုတ်လားနားလည်းမလားမသိဘူးလိုင်းကပါဝါလိုင်းဟုတ်လားဒီသုံးလုံး4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 ဒီသုံးလုံး300ဒီသုံးလုံး300ကရင်4ထိပ်ဒီသုံးလုံး300ကရင်9ပိတ်ဒီသုံးလုံး1နဲ့ချုပ်ဒီသုံးလုံး1နဲ့ချုပ်ဒီသုံးလုံး1နဲ့ချုပ်4ခုဒါအကြိုက်4ခုပထမအကြိုက်တရားအနေနဲ့ဒီသုံးလုံး4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  8ထိပ်ဒီသုံးလုံး4 3ပိတ်နဲ့83ဟုတ်လား4ခုပထမ83ဒုတိယပါဝါကြံပါဝါ3ခွက်ပါနော်နားလည်းမဟုတ်တယ်16ရဲ့2ခွင့်ရဲ့50ရဲ့အရန်မှာထားလိုက်ဟုတ်လား၄တိုင်လား4ခုကပထမ83ကဒုတိယ16ရဲ့2ခွင့်ရဲ့50ရဲ့ကအရန်အာဘွားလို့